ဘောဓဘာသာကိုဘာကြောင့်မကိုးကွယ်တာလဲဆိုတော့၅ပါးသီလထိန်းရလို့တဲ့ဘာထိန်းရလို့လဲဗျအဲ့တော့၅ပါးသီလကမြတ်စွာဘုရားရှိရဲ့ပြည့်ညက်ချက်ပို့လားဗျာ၅ပါးသီလကဘုရားပြည့်ညက်ထားမဟုတ်ဘူးအဲ့ဒါကိုဒီလိုဘုန်းကြီးတွေကများများပြောဖို့လိုတယ်၅ပါးသီလကလောကပြည့်ညက်ချက်ဘုရားသာသနာရှိရှိမရှိရှိသူသက်သက်တာလောကလက်မခံဘူးအပြစ်ကြီးတယ်သူ့ဥစ္စာကိုယ်ကလောကလက်မခံအပြစ်ကြီးတယ်ဒါပေမဲ့အဲ့ဒါကိုနားမလည်ဘူးသဘောပေါက်အောင်မပြောနိုင်တဲ့အခါငါးပါးသီလကိုထိန်းရလို့တဲ့ဗုဒ္ဓဘာသာမလုပ်ချင်တော့ဘူးဆိုပြီးအဲ့ဒါတောင်ကိုရီးယားအဲ့ဒါအများကြီးဗုဒ္ဓဘာသာကွဲသွားတာဗျရှင်ဗျာဒါအခြေခံသီလကိုမလိုက်နာခြင်းဆိုငါးပါးသီလလိုက်နာတာဘာကြောင့်လိုက်နာတာလဲဒါလေးတွေကိုပြောပြတော့လို့တပည့်တော်တခါဆရာဝန်တယောက်ကမေးဘူးတဲ့လူငယ်ပေါ့တပည့်တော်တို့ကိုယ့်အကိုအရက်တောက်ပြီးတော့ဗျာတဲ့ကိုယ့်အကိုအရက်တောက်ပြီးတော့မူးအောင်တောက်လိုက်တယ်ဗျာတဲ့ပြီးအိပ်ပျော်သွားတယ်ဗျာဘယ်သူမှလည်းရံမရှာဘူးတဲ့အဲ့ဒါငရဲကြတဲ့အကြောင်းရှိလားတဲ့အဲ့ဒါအပြစ်ဖြစ်လားတဲ့ကဲဘလို့ဖြေမလဲနော်အဲ့ဒါပဂရိတိုင်ဒါအပြစ်ဖြစ်တယ်လို့ပြောရင်သူလက်ခံမှာမဟုတ်ဘူးအပြစ်မဖြစ်ဘူးလို့ပြောရင်လည်းလက်ခံမှာမဟုတ်ဘူးအဲ့ဒါကို तू ကဘာပြောလဲဆိုတော့ဘာထပ်ပြောလဲဆိုတော့အဲ့ဒါမျိုးကိုကိုယ့်အကိုတောက်ပြီးတော့ကိုယ့်အကိုမူးအောင်တောက်ပြီးကိုယ့်ဘက်ဆန်နဲ့ကိုတောက်တယ်ဗျာတောက်ပြီးတော့အဲ့လိုမျိုးနေလိုက်တဲ့ပုံမှာအဲ့ဒါအပြစ်ဖြစ်တဲ့ငရဲကြီးတယ်လို့ပြောတာသူတို့ကနားမထောင်နေတာအဲ့ဒါကိုလက်မခံနိုင်တာဘာသာတရားပေါ်မှာသူတို့ယုံကြည်မှုနဲ့လာတာအဲ့ဒါပဲဒါကြောင့်ဒါကိုတပည့်တော်ပြောရတယ်အေး၅ပါးသီလလဲမှာမြတ်စွာဘုရားရှင်ကဒီ၅ပါးသီလနဲ့ပတ်သက်ပြီးဘုရားပြည့်ညတ်ချက်မဟုတ်ဘူးလောကသဘာဝကိုကဒါလူတွေအည်သွေးမြင့်ကျင်တဲ့အစင်တန်းမြင့်ကျင်တယ်ဆိုတော့ဟောဒီကျင့်ဝတ်တွေလိုက်နာသူသက်မသက်ဘူးပါဏာတိပါဒဆိုတာမေတ္တာအားကောင်းတဲ့သူတွေကသူများအသက်မသက်ဘူးဒါကြောင့်ပါဏာတိပါဒလို့ပြောလိုက်တာကသူတို့ဘာအသက်မသက်ဖို့ဆိုတာမေတ္တာထားနိုင်ဖို့ကိုပြောခြင်းဖြစ်တယ်မေတ္တာဆိုတဲ့စိတ်ဆွမ်းအားတိုးတက်လာဖို့အတွက်သူများအသက်မသက်အောင်လေ့ကျင့်ရတတ်ဖို့ကြုံလာရင်လည်းမတတ်မိအောင်လေ့ကျင့်ရအဲ့အတွက်စိတ်ဆန်းအားထဲမှာမေတ္တာဆိုတဲ့ဆွမ်းအားတစ်ခုတက်လာနောက်တကအာဒိဏဒါနာသူများပြစ်တိမခေါ်ဘူးနော်သူများပြစ်တိမတရားမယူဘူးဆိုတာကကိုယ့်ရဲ့ရိုးသားမှုကိုပြကိုယ့်ရဲ့စိတ်နေစိတ်ထားရိုးသားမှုဟာအာဒိဏဒါနာနဲ့ပြောချင်တာဒီကနေ့ခေတ်ကရိုးသားဖို့လိုတယ် honest ရိုးသားဖို့လိုတယ်ကိုချင်းစာဖို့လိုတယ်ဆိုရင်လက်ခံတယ်အဲ့ဒီအရင်ပြောရင်လက်ခံတယ်ဒါပေမဲ့သူများအသက်မသက်နဲ့ဘာနာတိပသုတ္တတကချွတ်တဲ့အင်္ဂါမွဲပြရုပ်တင်အာရင်ယုံရင်ချင်းလင်ချင်းလဲဝိဘေးကိုအတက်တူလေးကပြင်များသွားဒီရှောင်းကအပြန်ကျိုးသည်မြန်မာတွေကတော့လက်ခံတယ်ဆိုတော့တပည့်တော်တို့ကဒါဒီရောအရှင်များဗာပြောကြဒီနေ့ခေတ်ကလက်တွေ့ကြတဲ့စိတ်နေစိတ်ထားပိုင်းမှာအကျိုးသက်ရောက်မှုရှိတဲ့ဟာမျိုးကိုအကျိုးတင်ကြောင်းတင်ပြောရင်လက်ခံတယ်အဲ့လိုမဟုတ်ဘဲနဲ့ဖိအားသဘောမျိုးနဲ့ပြောရင်ဒီနေ့ခေတ်လူတွေလက်မခံဒါကြောင့် digital ခေတ်မှာအရှင်များတို့ Facebook ပေါ် TikTok ပေါ် YouTube ပေါ်စာသင်တာအကြောင်းအရာတစ်ခုသင်တာအစားဘာသာရေးအရာရှုထောင့်ကနေသင်နေဆိုရင်တပည့်တော်တို့ကလူတွေနားလည်နိုင်တဲ့သကားနဲ့ပြောပြီးတော့အဲ့ဒါမသုံးတတ်တဲ့အခါဘာသာရေးဟာလူတွေနဲ့ပုတ်ပြီးဝေးသွားတယ်တပည့်တော်တို့ဘုန်းကြီးတွေဆိုတာဘာသာရေးနဲ့ဖျားပြောတဲ့ဘာသာရေးအစုံအမနဲ့လူတွေနဲ့နီးစပ်အောင်လုပ်ပေးတဲ့ agent တွေပဲတရားပွဲစားတွေပဲဗျနော်အဲ့ဒါသူတို့ဒီပြောတို့ဗုဒ္ဓရဲ့ဈေးရုံကြီးတွေကနေပြီးတော့ဖြစ်နေတဲ့ဟောဒီတရားဆိုတဲ့ထုတ်ကုန်တွေသီလသမာဓိပညာဒီကျင့်တဲ့တိတ်ခါတွေကိုလူတွေကျင့်ကျင်အောင်လူကျင်သိရှိအောင်လိုက်နာကျင်သုံးကျင်ရှိအောင်ပြောနိုင်ရောင်းနိုင်ရဒီ product တွေအဲ့ဒါမို့ဒီပြောတို့သာနာပြုတဲ့နေရာမှာသာနာပြုလို့ပြောလို့မရတော့နော်ဒါကြောင့်ဒါဒီလိုသတိထားစရာအချက်ဒါကြောင့်အာဒိဏဒါနာရိုးသားမှုကိုပြတာဟောနောက်တစ်ခါဒီပြောတို့ကာမေတုမိစ္ဆာသရသစ္စာရှိမှုကိုပြောတာနော်ကိုယ့်ရဲ့သတိခင်မှုမှာသစ္စာရှိရတယ်သစ္စာရှိတဲ့ဆိုသူများသမယပြောမှာတော့ဘူးနော်နောက်တစ်ခါမုသာဝါဒမှန်ကန်တဲ့ဟာကိုလူတိုင်းလက်ခံတယ်ဒါကြောင့်မှန်ကန်ပြောတတ်အောင်လေ့ကျင့်သူရမေရယဆိုတာတောင်းလိုက်စားလိုက်ပြီဆိုရင်တတိလွတ်ဖြစ်သွားမယ်ဒါကြောင့်သူရမေရယဟာတတိအသိရှိခြင်းအတွက်အထောက်အကူပြုတဲ့သူရမေရယကံကိုစောင့်ထည့်ရမယ်ဆရှိတဲ့ဒီပြီးတော်ကလူလက်ခံနိုင်တဲ့ပုံစံမျိုးဖြစ်အောင်ဒီကနေ့ခေတ်မှာပြောနိုင်ဆိုနိုင်တွေးနိုင်ဖို့ပြောလို့အရေးကြီးပါပြီနော်